အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဘင်းလက်ကနာရဦးကျော်ဆိုလည်းဖြစ်ပါတယ်ကျွန်တော်ယခုဖော်ပြမယ့်အကြောင်းအရာလေးကမေဆိုလက်ဖွားပြန်ကြည့်ပါမေဆိုလက်ဖွားပြန်ကလက်မနောက်သို့နည်းနည်းဖြစ်စေညာဖြစ်စေကွေးလွယ်ပါကဒီလိုလက္ခဏာတွေကိုဒီလိုလက်မပိုင်ရှင်တွေကိုကျွန်တော်တို့ကနော်ကွေးညွတ်လွယ်သောလက်မလို့သတ်မှတ်ပါတယ်အဲလိုကွေးညွတ်လွယ်တဲ့လက်မပိုင်ရှင်တွေကမိမိရဲ့စိတ်ခံစားချက်တွေမိမိရဲ့အတွေ့အကြုံတွေကိုသူတစ်ပါးကိုထုတ်ပေါ်ပြသတတ်တယ်ထုတ်ပေါ်ပြောဆိုတတ်တယ်အဲ့ဒီလိုလှုပ်ဆောင်တာကိုပဲသူတို့ကနှစ်သက်ကျေနပ်တဲ့အခြေအနေမျိုးဖြစ်ပါတယ်ဗျာနော်နောက်တစ်ခုကဘာလဲဆိုစိတ်ခံစားမှုတွေတဲ့သဘောတော်မျိုးလည်းရှိပါတယ်ဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုတွေမှာနေကောင်းချို့ပါခုနကကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုယ်စိတ်နေပြချမ်းသာချမ်းသာရှိကြပါစေကောင်းကျိုးလိုရပြည့်စုံကြပါစေကျွန်တော်ရဲ့ဗီဒီယိုလေးနှစ်သက်မှုရှိပါက like and share ပြုလုပ်ပေးကြပါကျွန်တော်ရဲ့ TikTok account ကိုလည်း follow လုပ်ပေးကြပါခင်ဗျာကျွန်တော်ဗီဒီယိုလေးဒီမှာနေကိုချို့ပါခုနကဒါသမိတ်ဆွေများအားလုံးကြည့်ရှုပေးတဲ့သူတဦးချင်းတယောက်ချင်းစီတိုင်းအားလုံးကိုလည်းယေရှုဥပကာရဲ့အထူးလက်တင်ရှိရပါတယ်ခင်ဗျာကျွန်တော်ဒီပြင်လက်ကနာမြန်ဆက်သွယ်လို့ပါဖုန်းနံပါတ်09ကိုလေးတစ်ချောက်9ဆက်သွယ်ရတော့ကောကျွန်တော်ရဲ့ Messenger မှာဆက်သွယ်ရတော့ကောပြင်လက်ကနာမြန်စုံစမ်းလို့ရပါတယ်ခင်ဗျာအားလုံးကိုယ်စိတ်နေပါကျမ်းမာချမ်းသာရှိရပါစေကောင်းကျိုးလိုပြည့်စုံကြပါစေခင်ဗျာ